มาอาจารย์อธิบายก่อนอาจารย์อธิบายแล้วอาจารย์ရှင်းပြအောင်အခုဒါဆိုလို့ရှိရင်တဲ့နိုင်ဒေတာမှာอาจารย์ပြောတယ်တွေ့ရတဲ့အနေအထားမျိုးတွေဖြစ်တယ်ဆိုတော့ဒီမှာယဟန္တာနှစ်ပါးရှိအဲ့ဒါပါပဲအဓိပ္ပာယ်ယဟန္တာနှစ်ပါးရှိပါအဓိပ္ပာယ်องค์ประธานလို့ခေါ်တယ်ဂေါတမမြတ်စွာဘုရားအခြားဘုရားတွေမှာယဟန္တာနှစ်ပါးမထည့်တာဟုတ်မထည့်ရင်အခြားဘုရားလို့သိတာစေးမယ်ဒီမှာယဟန္တာနှစ်ပါးထည့်ထားတဲ့အတွက်ကြောင့်ဒါองค์ประธานလို့ခေါ်တယ်ဂေါတမမြတ်စွာဘုရားဟုတ်ပြီနော်အမှန်တကယ်ဒါအနောက်မှာရှိတာဒီရှေ့ရောက်အဲ့လိုမျိုးအနောက်မှာထားရတယ်ပြီးတော့ပတ်လည်းမှာလက်ချင်းရှိစုသောဘုရားတွေထားရတယ်နော်ဆိုတော့တည်ထားတဲ့ပုံစံတွေကအရင်ပုံစံနဲ့ကိုယ့်အရင်ခေတ်ကအကြံပြောခဲ့တဲ့အတွေးခေါ်တွေနဲ့ဒါဗုဒ္ဓသတ္တနာတစ်ခုနဲ့တည်ထားတာဟုတ်ပြီနော်အဲ့တော့ဒီမှာအရန်ထူးဆန်းနေပြီးတော့အကြံအဖြေရှာလို့မရတာကတိမ်ကြီးတဲ့တုံးခုရှိဒီမှာအပေါ်ဆင်းတိမ်ပြီးရင်ဒုတိယအဆင့်မှာတိမ်တစ်ခုရှိတယ်တတိယအဆင့်မှာတိမ်တစ်ခုရှိတယ်ဒုတိယအဆင့်တိမ်ကလုံးဝအသိဖြစ်သွားတယ်ပြီးတော့အောက်ကရှိတဲ့တိမ်တစ်ခုရှိတယ်အဲ့ဒါကတော့အဆောက်အဦကအသိဖြစ်သွားတယ်ဒါနဲ့ကိုတော်တွေကတော့ရှိတယ်ဒီနေရာမှာစေတရားနှစ်စုရှိတယ်ဟိုဘက်ထိပ်မှာတစ်စုဒီမှာအကြီးတစ်စုအောက်မှာတိမ်တော်နှစ်စုရှိနှစ်တိမ်ရှိတယ်အဲ့တော့ဒါအဓိကတိမ်ဖြစ်ပြီးတော့အောက်ကတော့အရန်တိမ်နှစ်ခုဖြစ်အောင်ဖြစ်လိမ့်မယ်ဒီလိုပုံစံမျိုးအဲ့တော့ဒါအရန်ကိုပဲတင်းနိုင်ဒေတာအတွက်ထိုးဖြတ်လို့မရတယ်ရှေးဟောင်းအမွေနဲ့လက်ရတယ်ဆိုအုပ်ပြားချက်ကြီးတွေဆိုတောင်ကြီးလောက်ရှိတယ်ဟုတ်တယ်မလားဒါရှေးကိတ်ကတည်ထားခဲ့ရအဲ့တော့အဓိကအားဖြင့်တော့တည်ထားတဲ့အသွင်တရားကြည့်အောင်အဆောက်အဦကတော့တော်တော်ကြီးကိုနှစ်ပေါင်းကြာရှိပြီလို့အဲ့တော့အရင်ခိုင်မာမှုမရှိတော့ပြန်ပြင်လာတော့အဲ့တော့ရှေးဟောင်းလက်ရနည်းနည်းပြတ်ကုန်တယ်ဒီမှာဒီနဲ့စေတီကိုတော်ရဲ့မျက်နှာတော့မြန်မာမျက်နှာဆိုချိုးတယ်ဒီမှာဆိုရင်မချိုးဘူးနော်ဒါပေမဲ့တိမ်တော်ကြီးမှာဆိုလည်းချိုးမနေပြန်ဘူးတစ်မျိုးပေါ့နော်အဲ့တော့ဒေတာတစ်ခုတစ်မျိုးစီတွေ့နေရတာဆိုတော့ဒါတွေကတိတ်ကြီးမားတဲ့အမိုင်းအမွေနှစ်တွေဒီမှာဆိုရင်ဒီနှစ်ပါးရှေ့ဟောင်းတိုင်းကြံလေးတွေဒီအဲ့ဒါပဲအဲ့နှစ်ပါးကြံလေးတွေဒါတွေကတကယ်ကိုအမွေဖြတ်လို့မရဘူးအဖိုးဖြတ်လို့မရတဲ့အမွေနှစ်တွေဟိုထိတ်ကိုကြည့်ထိတ်ဆုံးမှာတဲ့လားဘုရားဥကောင်တော်အိမ်မှာလေဒါမျိုးတွေ့ရခဲရင်တဲ့လားအဲ့ဒါပါလဲဆိုလို့ရှိရင်အထုံးမြတ်ခေါင်းသူအတောင်တက်တာဆိုတော့ဒီအထုံးဆုံးအမြတ်ဆုံးဆိုတဲ့သဘောမျိုးဘုရားဥကောင်ပေးမှလည်းအတောင်လေးနဲ့တွေ့တယ်ဆိုတော့ဒီကိလေသာတွေကနေလုံးရောက်သွားပြီးကြံတန်းလုံးရောက်သွားပြီးဆိုတဲ့အတိတ်ပဲမျိုးတွေအဲ့တော့တဏှာနဲ့တဏှာပြည့်စုံတဲ့အတိတ်ပဲတူကြောက်ခုပဲရှိတာဒီဟာကအရင်ကနောက်မှာရှိတာနောက်ပိုင်းကျတော့ပြိုပြက်သွားပြီဆိုတော့တရားတရားရှိတော့ဘုံနေရာမှာတည်ဖို့ရတယ်အစင်မပြေဘူးအဲ့ဒါဒီနေရာမှာပြန်လာလောက်သွားဒါပဲဟုတ်ပြီနော်ဒါတိတ်ပြီးတော့ဒီဒေတာအတွက်ကြီးမားတဲ့တန်ဖိုးတွေဟုတ်တယ်နော်